ရွှေရင်ကိုပိုင်ဆိုင်ထားတဲ့တထေးကြီးတစ်ယောက်ဖြစ်တဲ့ပြည်နှစ်ယောက်သားအဆင်ပြေပြေနဲ့လက်တွဲလာတာနှစ်ရှိပြီလို့သိရပါတယ်။ဒါကတော့အခုတစ်ချိန်မှာနာမည်ကြီးနေတဲ့ရွှွန်းတို့အတွဲပဲဖြစ်ပါတယ်။အတိတ်ကဖြစ်ရတဲ့ကြောင့်ဝေဖန်မှုများစွာနှစ်ရှည်လများခံခဲ့ရမင်းသမီးလေးရွှွန်းဟာတော့အခုချိန်မှာအချစ်ခံဘဝလေးနဲ့ပြည့်စုံနေပြီဖြစ်ကြောင်းပရိသတ်တွေကိုတရားဝင်ချပြခဲ့ပါတယ်။သူမရဲ့ချစ်သူဟာရွှေရင်နဲ့ပိုင်ဆိုင်ထားတဲ့တထေးကြီးတစ်ယောက်ဖြစ်တဲ့ပြည်နှစ်ယောက်သားအဆင်ပြေပြေနဲ့လက်တွဲလာခဲ့တာနှစ်ရှိပြီလို့သိရပါတယ်။အဲ့ဒီအတွက်လည်းခိုင်မြဲလာတဲ့သူတို့ရဲ့အခြေရေးတွေကိုလက်ထပ်ခြင်းနဲ့ပေါင်းစည်းဖို့အတွက်စီစဉ်နေကြပြီလို့လည်းသိရပါတယ်။ရုံရဲ့ယခုနှစ်မွေးနေ့မှာတော့ကားကြီးတစ်စီးကိုဝယ်ပေးခဲ့သလိုလက်ညှိုးညိုညာရွှေဖြစ်စီတဲ့အထီကိုဖြည့်ဆည်းပေးနိုင်တဲ့သူကြီးဖြစ်လို့ရုံကတော့တကယ်ကိုမှကောင်းကောင်းတဲ့သူကြီးဖြစ်နေချီကျူးချင်းခံခဲ့ရပါတယ်။နမတက်ပဲချစ်သူတထေးသားမှတ်တလုံးစိန်နဲ့ဟန်နီမွန်သွားပြခဲ့လို့လူပြောများနေတဲ့ရုံလက်တလော Facebook နဲ့ TikTok မှာရုံတို့စုံတွဲရဲ့ပုံရိပ်လေးတွေကတော်တော်လေးပြန့်နှံ့နေတာပါ။ရွှွန်းရဲ့ချစ်သူကတော့ပရိသတ်တီတီးပြီးသားဖြစ်တဲ့မဲ့တလုံးစိန်တို့လူသိများတဲ့ကိုတန့်စင်မှာသူကတာမန်လူမဟုတ်ပါဘူးအတန်ကောင်းတဲ့ဆွန်တော်တူဖြစ်တယ်လို့မန္တလေးမြို့ကနာမည်ကြီးရတနာကုန်တဲ့မိသားစုရဲ့သားကျောင်းမြရတနာလုပ်ငန်းရှင်တထေးသားတူလည်းဖြစ်ပါတယ်ဒီလိုပြည့်စုံတဲ့တထေးသားလေးတယောက်ကရွှွန်းလိုမင်းသမီးကျော်လေးကိုတုံနေအောင်ချက်တာမြင်ရတော့ပရိသတ်တွေကလည်းချီနူးနေကြတာပါပြီးခဲ့တဲ့ရက်ပိုင်းတွေကမှချစ်သူကိုတန့်စင်ရဲ့မွေးနေ့ပွဲကိုရွံ့ကဦးစီးပြီးခန်းခန်းနာနာကျင်းပပြီးကြတာအားလုံးသိပါပဲအခုတော့အဲ့ဒီမွေးနေ့ပွဲပြီးအမောဖြေတဲ့အနေနဲ့သူတို့ဆောင်တွေဟာရှမ်းပြည်နယ်ဘက်ကိုခီးထွက်သွားကြပြန်ပါပြီအေဂျင့်နဲ့ကလုံးမျိုးရဲ့ထင်ရှူတော်တွေကြားမှာရိုက်ကူးထားတဲ့သူတို့နှုတ်ရဲ့ပုံရိပ်တွေကတကယ့်ကိုရိုမန့်ဆန်လွန်လာပါတယ်ဒါပေမဲ့အချစ်ကြီးတို့အမျက်ကြီးဆိုသလိုပါပဲပရိသတ်တချို့နဲ့ netizen တွေကြားထဲမှာဝေဖန်တန်လေးတွေထွက်ပေါ်လာပါတယ်။အတိကပြောဆိုနေကြတာကတော့လက်မထက်ရသေးဘဲနဲ့နှစ်ယောက်တည်းခီးသွားတာတင့်တော်ရဲ့လား။ဒါဟာလက်မထက်ခင်ဟန်နီမွန်ထွက်တာလားဆိုပြီးမိကွန်းထုတ်နေကြတာပါ။မြမရင်ချင်းမူရလက်မထက်ခင်ဒီလိုခီးတွေတူသွားတာကိုမျက်စိနောက်နေကြတဲ့သဘောပါပဲ။ဒီနေရာမှာတေချာသိထားရမယ့်အချက်လေးတစ်ခုရှိပါတယ်။ရွံ့နဲ့ကိုတန့်စင်တို့ဟာခီးတူသွားကြတယ်ဆိုပေမဲ့ရွံ့ဟာမြမမိန်းကလေးတယောက်ရဲ့တိတ်ခါကိုအပြည့်အဝဆောင်ထိန်သူဖြစ်ပါတယ်။နိစိယအတိုင်းဝိုင်းရဲ့ပြောပြချက်အရသူတို့နှစ်ဦးဟာဟိုတယ်မှာတယောက်တစ်ခန်းစီတီးတောက်ခွဲနေကြတာဖြစ်တယ်လို့သိရပါတယ်။ဒါကိုကြည့်ခြင်းအပြင်ရွံ့ဟာခင်မိတဲ့မိန်းကလေးတယောက်ဖြစ်ပေမဲ့ကိုတန်မိုးထားတတ်တယ်လို့မိယိုးပလာရင်ကျေးမှုကိုလည်းလေးစားလိုက်နေသူဆိုတာပေါ်လွင်နေပါတယ်။ခီးတော်တာကတော့ချစ်သူတွေကြားမှာနားလည်မှုပိုရှိအောင်တယောက်ချောင်းတယောက်ပို့တယောက်လေ့လာတဲ့သဘောတဘာဝပါပဲ။နေဘက်မှာတူတူလေးပတ်ပြောပါကြပြီမယ်။ညဘက်မှာတော့ကိုစီကိုပေါင်နဲ့နေထိုင်ကြတာဟာတကယ့်ကိုချီကျူးစရာပါပဲ။ကိုတန်းစင်အနေနဲ့လည်းချစ်သူကိုတန်မိုးထားပြီးအလိုလိုက်ယူဆိုင်တာတွေ့ရတယ်လို့ရွံ့ကလည်းကိုစီကိုပေါင်ကိုမကြောပဲရက်တီပြနိုင်တာကဒီစုံတွဲရဲ့ခိုင်မာမှုကိုပြသနေတာပါ။လူတွေကဟန်နီမွန်းလို့ခေါင်းစဉ်တက်ပြီးဝေဖန်နေကြပေမဲ့တကယ်တမ်းကတော့ဒါအယူရှင်နဲ့အပန်းဖြေခီးစဉ်တစ်ခုသာဖြစ်ကြောင်းကာယကံရှင်ရဲ့ပြုမှုကသက်သေပြနေပါတယ်